အားလုံးပဲမင်္ဂလာပါကျွန်တော်ငါးလေးတွေကိုအစာ6ပဲကျွေးနေတာသူတို့လေးတွေကတိတ်မစားကြတော့လို့အသီးမီးယားကိုဖောက်ပြီးကျွေးကြတယ်လို့ပြောကြတယ်ပထမဦးဆုံးအနေနဲ့ကိုကာကိုလာဘူးရဲ့အဖုံးကိုအောက်ဆီဂျင်ကောင်းဝင်လို့ရတဲ့အနေထားအပေါက်တွေတစ်ပေါက်ဖောက်ပါတယ်အောက်ဆီဂျင်ကောင်းကိုဖြုတ်လို့မရတဲ့ဖက်ကနေပြီးတော့ထည့်ပါတယ်ဘူးရဲ့အောက်ခြေဖက်ကိုတော့ကျွန်တော်ဖြတ်ထုတ်လိုက်ပါတယ်ပြီးလို့ရှိရင်တော့ဘူးလေးကိုချိတ်ထားလို့ရအောင်လို့ဘူးရဲ့အနာသားလေးကိုတန်ကြိုးလေးနဲ့ဖောက်ပြီးတော့ချိတ်လို့ရအောင်လှုပ်ထားလိုက်ပါတယ်ဘူးလေးကချိတ်လို့ရပြီဆိုရင်တော့အသီးမီးယားစားဖောက်လို့ရပါပြီအသီးမီးယားကပင်လယ်ပစုံအမျိုးအစားဖြစ်လို့တဲ့ဖောက်မဲ့ရေကိုအနံတက်ဖြစ်အောင်လို့စားချမ်းကိုထမင်းစားစုံ3စုံလောက်ထည့်ရပါတယ်အသီးမီးယားကရေငံမှရှင်တဲ့အကောင်မျိုးလို့ပြောကြပါတယ်စားထည့်ရေထည့်ပြီးရင်တော့အသီးမီးယားကိုလိုအပ်သလိုအသုံးပြုနိုင်ပါတယ်ကျွန်တော်ကတော့ coffee စွန်း2စွန်းလောက်ထည့်လိုက်ပါတယ်အသီးမီးယားထည့်ပြီးရင်တော့အစောနာအောက်ချိန်မှာအောက်ဆီဂျင်ကောင်းသားကိုအောက်ဆီဂျင်ပိုက်လေးထည့်ပြီးတော့အင်အားပတ်လေးတက်ပြီးတော့24နာရီအောက်ဆီဂျင်ပေးထားရင်အကောင်ပေါက်ပါပြီလို့ပြောပါတယ်ကျွန်တော်ကတော့24နာရီနဲ့မပေါက်ပါဘူးဘာဖြစ်လို့လဲမသိဘူးဗျကျွန်တော်48နာရီကြာသွားပါတယ်ဒီထက်ကောင်းတဲ့နီလန်းလေးတွေရှိနေကျွန်တော်ကိုလည်းပြောပြခဲ့ပါဦးဗျ